မြတ်ဗုဒ္ဓဟောကြားတဲ့အဆုံးအမတရားတော်တွေဟာဘဝနဲ့ဆက်ဟပ်ပြီးဟောတာဖြစ်သည့်အတွက်ကြောင့်ဗုဒ္ဓမလက်တွေ့ကြပြီးလိုက်နာဆောင်ရတဲ့အခါမှာလည်းပဲထူးခြားတဲ့အကျိုးကျေးဇူးတွေကိုဖြစ်ပေါ်စေတာပဲဖြစ်တယ်ပေါ့။ဒါကြောင့်မို့မြတ်စွာဘုရားရဲ့ဆုံးမတရားတော်တွေကိုနာယူရတာဟာမိမိတို့ရဲ့ဘဝအတွက်နေနည်းထိုင်နည်းဘဝခရီးရှောင်လန်းနည်းကိုသင်ယူနေရတာနဲ့အလားတန်တူတယ်ပေါ့။ဘဝကိုဘယ်နည်းနဲ့ရရှိထားတဲ့ခရီးကိုဘယ်နည်းနဲ့သွားကြမလဲအကျိုးရှိရှိဘယ်လိုနေကြမလဲဆိုတာကိုအဖြေထုတ်ပြီးတော့ဟောကြားပေးတဲ့အဆုံးအမတရားတွေသာဖြစ်တယ်။ယုံကြည်ကိုးကွယ်မှုတတ်တတ်နဲ့ဆုတောင်းရုံတတ်တတ်နဲ့သွားရတဲ့တရားတွေမဟုတ်ဘူး။လောကမှာလည်းပဲယုံကြည်မှုတတ်တတ်နဲ့ကိုးကွယ်ဆုတောင်းရုံနဲ့ဖြစ်လာတဲ့အရာဆိုတာမရှိသလောက်ရှားပါဘယ်အရာပဲဖြစ်ဖြစ်ကိုယ်တိုင်ကြိုးစားအထောက်ကြရတယ်ဆိုတာလက်တွေ့အနေထားအပြင်လူတိုင်းသိနေကြတာဖြစ်တယ်။သို့သောလူသားတွေဟာအမှန်တရားကိုပိုင်ပိုင်ခြားခြားမသိလို့အကျိုးတရားကိုဖြစ်ပေါ်စေတဲ့အကြောင်းတရားတွေကိုမှန်မှန်ကန်ကန်မသိလို့အာကိုယုံကြည်မှုတွေကိုသုံးချပြီးတော့ဟုတ်လိမ့်နိုးနိုးနဲ့မျောကိုရတဲ့အကျင့်ကြီးကပါလာတာပဲဖြစ်တယ်ပေါ့ကိုယ်တိုင်လုပ်ဖို့ရဖြစ်နေတတ်တယ်ဘာပဲဖြစ်ဖြစ်အမှန်သိပြီးရင်ကိုယ်တိုင်ကြိုးစားအထောက်ကြရမှာဖြစ်တယ်မြတ်စွာဘုရားဒေသနာတော်တွေဟာအလွန်ရှင်းလင်းသိတာထင်ရှားလှပြီးလူတိုင်းနဲ့သက်ဆိုင်တဲ့တရားဒေသနာဖြစ်တယ်စာပေကျမ်းကနေမှာဆိုထားတဲ့စကားလေးဟာစတုပရိသတာတရဏာဟိဘဂဝတောဒေသနာမြတ်စွာဘုရားဟောပြောချက်ဟာဘိက္ခုလို့ဆိုတဲ့ယဟန်တွေကိုရည်ညွှန်းတာလည်းမဟုတ်ဘူးဘိက္ခုနီလို့ဆိုတဲ့အမျိုးသမီးယဟန်တော်တွေကိုရည်ညွှန်းတာလည်းမဟုတ်ဘူးဥပဒကဥပတိကာလို့ခေါ်တဲ့အမျိုးသားကိုယ်ွယ်စိတ်ကပ်သူအမျိုးသမီးကိုယ်ွယ်စိတ်ကပ်သူတို့ရည်ညွှန်းတာလည်းမဟုတ်ဘူးဘယ်တရားဟောအလုံးအတွက်ဖြစ်တယ်ဆိုတာထင်ရှားတယ်အစာအာဟာရဟာလူတိုင်းအတွက်သင့်လျော်တဲ့အစာအာဟာရဟာပစုစားတဲ့လူကိုအစာအာဟာရကအကျိုးပြုမှာပဲဖြစ်တယ်ကမ္ဘာမှာဖော်ထားတဲ့ဆေးတွေဟာယောဂအလိုက်ဖော်ထားတဲ့ဆေးတွေဟာဒီလူရဲ့ယောဂမှပျောက်စေတာမဟုတ်ဟိုလူယောဂကြောင့်မပျောက်စေဘူးလို့ဒီလိုမရှိဘူးဖော်ထားတဲ့ဆေးတစ်မျိုးဟာအလားတူယောဂမှန်သမျှဟာပျောက်ခဲစေနိုင်တာလေကြည့်ပဲဖြစ်တယ်မြတ်စွာဘုရားဟောတဲ့အဆုံးအမတရားတော်တွေဟာလူတွေရဲ့စိတ်ဓာတ်အင်အားစိတ်ဓာတ်ခွန်အားတွေနဲ့စွမ်းအားတွေကိုပြည့်စေတတ်တာဖြစ်သောကြောင့်ကျမ်းမာတန်ဆွမ်းစေတတ်တဲ့အစာအာဟာရလိုပဲဘုရားရဲ့ဆုံးမတွေဟာခွန်အားကိုဖြစ်စေမှာပဲဖြစ်တယ်ပေါ့ဖော်ဆက်ထားတဲ့ဆေးဝါးလိုခြေနေမကောင်းတဲ့ခန္ဓာကိုယ်ပေါ်မှာကိုယ်တဏ္ဍမှာဖြစ်နေတဲ့ယောဂဆိုစိတ်ထဲမှာဖြစ်ပေါ်ဆွဲကပ်နေတဲ့မာယွန်းနဲ့အကုသိုလ်တရားဆိုတွေကိုဘုသူတဏ္ဍကအကုသိုလ်တရားပဲဖြစ်ဖြစ်ဖယ်ရှားပေးနိုင်တယ်ဆိုတဲ့စွမ်းရည်တတိရှိယောဂသည်ဘုသူတဏ္ဍမှာဆွဲကပ်ထိုယောဂပြောက်ဖို့ဖော်ထားတဲ့ဆေးတောက်သူတိုင်းအတွက်အကျိုးဖြစ်ထွန်းစေတယ်ဒီလူကတော့ဗုဒ္ဓဘာသာဖြစ်လို့ပြောက်တယ်ဟိုလူကတော့ဗုဒ္ဓဘာသာမဟုတ်လို့မပြောက်ဘူးဒီလိုမရှိစေရဘူးဘယ်သူပဲဖြစ်ဖြစ်အပေါ်ယံလေးပဲဒီဆိုတာခေါ်စရာမျှတာထားတာပဲဖြစ်တယ်ခေါ်စရာအတွက်သာသုံးချတာဖြစ်တယ်
တကယ်အတွင်းနှစ်သာရအလုံးဟာတူညီကြတယ်လို့သူတို့ဆိုလို့တယ်လူဆိုတာအလုံးဟာတူညီမှုတွေပေါ်မှာအခြေခံထားတယ်ဒီနေရာမှာတမန်အဖြစ်ပြောမယ်ဆိုရင် unity in diversity ဆိုတာ unity ကတူညီတဲ့အချက် diversity ဆိုတာမတူတဲ့အချက်ဘယ်သူမှပဲဖြစ်ဖြစ်တူညီတဲ့အချက်ရှိတယ်လို့မတူညီတဲ့အချက်ရှိတယ်ကမ္ဘာမြေပေါ်မှာမွေးဖွားလာတဲ့လူသားအလုံးဟာလူသားအဖြစ်ကတော့တူညီမှုတွေရှိကြတယ်မတူညီတာတွေရှိသလားလို့ဆိုမတူညီတာအပေါ်ယံပြောမယ်ဆိုရင်လူမျိုးမတူဘူးဘာသာစကားမတူဘူးနော်အသားအရောင်မတူကြဘူးသပင်အရောင်မတူဘူးမျက်လုံးအရောင်မတူတာတွေရှိတယ်ထွားတာပုတာမတူနော်အဲ့ဒါလို့မတူကွဲပြားမှုတွေ diversity ဆိုရှိတာဘယ်မှာပဲဖြစ်ဖြစ်ရှိသို့တော့လူသားဖြစ်ပြီးလူလိုသိတဲ့အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ချင်းမှာတူသည့်အတွက်ကြောင့်မြတ်စွာဘုရားဟောတဲ့အဆုံးအမသည်အလုံးအတွက်ဖြစ်တယ်အလုံးအတွက်ဖြစ်တယ်အလုံးဆိုတဲ့နေရာမှာယုံကြည်မှုနဲ့လိုက်နာကျင့်သုံးတဲ့ပုဂ္ဂိုလ်တွေဆိုလိုတာကမယုံကြည်တောင်လိုက်နာကျင့်သုံးမယ်ဆိုရင်အကျိုးဖြစ်မှာလိုက်နာကျင့်သုံးမှုကပို့ပြီးတော့အဓိကကြတယ်အရာတစ်ခုဟာဤစနစ်တစ်ခုမှန်ပြီဆိုလို့ရှိရင်ဘယ်သူပဲလှုပ်လို့အဲ့ဒီနည်းမှန်အကျိုးသက်ရောက်မှုဖြစ်တယ်။ဘာနဲ့ဥပမာတစ်ခုတူတော့ဆိုရင်လမ်းကြောင်းကြီးနဲ့ဥပမာတစ်ခုတူတယ် destination ဆိုတဲ့ခရီးဆုံးပန်းတိုင်ဟာဥပမာပဲပြောရမယ်ဆိုရင်ရန်ကုန်ကလူတွေပြောမယ်ဆိုရင်ရွှေတကုံဖျားရောက်တဲ့လမ်းရန်ကုန်မြို့ထဲမှာရွှေတကုံဖျားရောက်တဲ့လမ်းရှိတယ်မရောက်တဲ့လမ်းရှိတယ်ရောက်တဲ့လမ်းပေါ်တက်ပြီးရှောက်မယ်ဘယ်သူရှောက်ရောက်မှာပဲမရောက်တဲ့လမ်းကြောင်းပေါ်တက်ပြီးရှောက်ရင်တော့ဘယ်သူမှမရောက်ဘူးနော်အရေးကြီးဆုံးကတော့လမ်းကြောင်းကအဓိကပဲပို့တယ်လမ်းကြောင်းရှိရမယ်ရှောက်လှမ်းမှုရှိရမယ်လမ်းကြောင်းတော့ရှိပါရဲ့လမ်းပေါ်မှာထိုင်မယ်လမ်းဘေးအိတ်နေမယ်ဆိုရင်လည်းမရောက်ပြန်ပြီးတော့လမ်းကိုပြောင်းပြန်လျှောက်သွားရင်လည်းမရောက်ဘူးအဲ့ဒါမျိုးလို့ပဲမြတ်စွာဘုရားဟောကြားတဲ့အဆုံးအမအလုံးအတွက်ဖြစ်တယ်သို့တော့မလျှောက်လမ်းမှုဆိုရင်လည်းမရောက်ဘူးပြောင်းပြန်လျှောက်ရင်လည်းမရောက်ဘူးဒီလမ်းကြောင်းပေါ်မှာကျိုးကျိုးဆာဆာလျှောက်လမ်းပြီးတော့သွားမယ်ဆိုရင်ရောက်သွားကြမှာအချီပဲအကုန်လုံးဒါကြောင့်မြတ်စွာဘုရားဆုံးမထားတဲ့ဓမ္မပဒဒေသနာတော်တွေဟာအလုံးကိုဓမ္မရတ္တနဲ့ပြည့်စုံဓမ္မရတ္တဆိုတာဘာလဲဆိုရင်အမှန်တရားရဲ့စစ်မှန်တဲ့အခြေအနေတစ်ခုဟာဓမ္မရတ္တမှန်ကန်မှုဆိုတာဘယ်တော့မှစိတ်ပြည့်ဖွယ်ရအကျိုးလွဲမှားစေမှုဖြစ်မှာမဟုတ်ဘူးဖြစ်စေမှာမဟုတ်ဘူးနော်မှန်ကန်မှုဆိုတာလုပ်ရင်လုပ်တယ်လို့ဖြစ်သွားတာအဲ့ဒါမှန်ကန်မှုလို့ခေါ်တယ်အေးလမ်းစဉ်တစ်ခုဟာဒါလုပ်ရင်ဒါဖြစ်တယ်လို့ပြောထားတယ်တကယ်လို့တော့မဖြစ်ဘူးဆိုရင်ဒါမှန်ကန်မှုမရှိဘူးလို့ပြောမှန်ကန်မှုရှိတဲ့လမ်းစဉ်တစ်ခုဟာဖြစ်ကိုဖြစ်လာတယ်အဲ့ဒါကိုပဲနေယနိကမြတ်စွာဘုရားရဲ့ဒေသနာတော်မှာဘုရားကဟောတာရှိတယ်နေယာတိတက္ကရတ္တသမ္မာဒုက္ခခယယဘယ်သူပဲဖြစ်ဖြစ်ဒုက္ခတွေအဆုံးသတ်ဖို့အတွက်လိုက်နာကျင့်သုံးမယ်ဆိုရင်ဒီတရားကထုတ်ဆောင်ပေးမှာပဲဖြစ်တယ်ပေါ့ဒီလမ်းကြောင်းကလွတ်မြောက်စေမှာဖြစ်တယ်လို့ဆိုမျက်နာချီငယ်မရွေးလူမျိုးမရွေးဘာသာမရွေးဘယ်သူအတွက်ပဲဖြစ်ဖြစ်ထာဝရမှန်ကန်နေမယ်တရားပဲဖြစ်တယ်ကိုလောရမှာတော့လိုက်နာကျင့်သုံးမှုပဲဖြစ်တယ်ပေါ့ဒါကြောင့်မို့ဒီဒေသနာတော်အပိုင်း20မြောက်ခါရလေးတစ်ပုဒ်ပဲမြတ်စွာဘုရားရဲ့လမ်းညွှန်ချက်အဲ့ဒီခါရလေးတစ်ပုဒ်ဟာစကလုံးလေး32လုံးပဲရှိတယ်နော်အလုံးအခရာ32လုံးနဲ့ရေးဖွဲ့ထားတယ်ခါရလေးတစ်ပုဒ်အတိပ္ပယ်ကလည်းအမတမရိုးတယ်ရှင်းတယ်လူတိုင်းနားလဲတယ်ကဲအဲ့ဒီဟာလေးကိုရှေးဥစွာအရင်နားထောင်ကြည့်
မတ်တောပမတ်တေတုသုတ်တေတုဘဟုစာကရောအပလတံဝတိကတောဟိတ္တဝယာတိသူမိထတောဒိဗေကအပမတ်တောပမတ်တေတုသူများတကမိမိလျောရောရှိနေတဲ့အချိန်မှာသူများတကဟာအပျော်ပါးတွေနဲ့အလုံးမလုံးဖဲနဲ့မေမျောနေတဲ့အချိန်မှာမေလျောမှုမရှိဘဲနဲ့စဉ်းစားဉာဏ်နဲ့ကြိုးစားသွားတဲ့ပုဂ္ဂိုလ်ဟာမေလျောနေတဲ့ပုဂ္ဂိုလ်တွေကိုနောက်ချန်ထားရပြီးတော့ရှေ့တန်းကိုရောက်သွားတယ်ဒါရှင်းရှင်းလေးပဲလေအပျော်ပါးတွေကြားမှာပျော်လို့ပါလို့မပြီးနိုင်တဲ့ပုဂ္ဂိုလ်တွေပျော်ပါနေတဲ့အချိန်လေးမှာသူဟာနိုးနိုးကြားကြားနဲ့ကြိုးစားလိုက်တဲ့အခါမှာထိုပုဂ္ဂိုလ်တွေကိုခြံပစ်ခဲ့တယ်အောက်တန်းနောက်တန်းဘဝမှာခြံပစ်ခဲ့ပြီးရှေ့ကိုအများကြီးကြော့တက်သွားတယ်လို့သူပြောတယ်ထို့တူပဲသုတ်တေတုဘဟုစာကရောအများတကအိပ်ပျော်နေတဲ့အချိန်မှာနိုးနိုးကြားကြားကြိုးစားသွားတဲ့အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တယောက်ဟာအိပ်ပျော်နေသူတွေကိုနောက်ချန်ထားခဲ့ပြီးတော့သူဟာအထွတ်ထိပ်ကိုရောက်သွားတယ်ကြော်တက်သွားတယ်သူဆိုဥပမာပါနဲ့တူလို့ဆိုအပလတံဝတိကတောမြင်းတကောင်ဟာမကြမ်းမမာလို့ပိန်ပြီးအားကုန်ပြီးချိနဲ့နေတဲ့မြင်းကိုကျမ်းမာတန်ဆွမ်းတဲ့ခွန်အားပြေးဝတဲ့မြင်းကဖြတ်ကျော်ထားခဲ့တယ်လို့ပဲမိုက်ပေါင်းများစွာအာခွန်မလားမရှိတဲ့မြင်းနောက်ချန်ရစ်တယ်သူကရှေ့ကိုအများကြီးရောက်သွားအောင်သွားတယ်ဆိုတဲ့ဒီဥပမာလေးနဲ့ဟောထားတာအဲ့ဒါဟာလည်းပဲအလုံးအတွက်ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်အလုံးအတွက်ဒီဆုံးမလမ်းညွှန်ချက်ဟာသုံးဝင်နေတယ်သုံးဝင်စီးပွားရေးလုပ်တဲ့လူတွေတည်းကြည့်မလားလူမှုရေးလုပ်တဲ့ပုဂ္ဂိုလ်တွေပဲကြည့်မလားပညာရေးကြိုးစားအထုတ်တဲ့ပညာသင်ကြားနေကြတဲ့ပုဂ္ဂိုလ်တွေတွင်မှာပဲကြည့်မလားဘယ်လုပ်ပဲလုပ်လို့လူဘဝမှာလောက်ကင်ဆောင်ရွက်နေကြတဲ့ပုဂ္ဂိုလ်တွေဟာဒီဒေသနာတော်အရာအလုံးအကျုံးဝင်သွားတယ်သူဟောမေလျောသူနဲ့မမေလျောသူမေလျောသူကိုမမေလျောသူကဖြတ်ကျော်သွားမယ်အိတ်နေသူနဲ့နိုးနေသူအိပ်ပျော်နေသူကိုနိုးနေသူကဖြတ်ကျော်ထားခဲ့မယ်နောက်ချန်ထားခဲ့လိမ့်မယ်ရှစ်တက်သွားမယ်ရှာတုကုန်သိစီစဉ်ဥစ္စာအဖြစ်မြင်မာသွားမယ်ဘဝခရီးနဲ့ပြောမယ်ဆိုဘဝတန်တရားမှာအများကြီးနောက်ချန်ပြစ်ခဲ့မယ်ရှစ်တက်သွားမယ်ဒီလိုဆိုလို့တယ်အဲ့တော့အရေးချင်းကဘာလဲလူတိုင်းလှုပ်တဲ့အရေးချင်းကရသော်ဘုရားရဲ့လမ်းညွှန်ချက်ကဘာပဲလှုပ်မင်းပေါ်တန်တန်လှုပ်နေမအောင်မြင်ဘူးပေါ်တန်တန်မလှုပ်နဲ့တလေးတစားလှုပ်ပေါ်တန်တန်လှုပ်တဲ့လူတွေကိုနောက်ချန်ထားခဲ့မှာတလေးတစားလှုပ်တဲ့လူကရှေ့ရောက်သွားအပြင်းထူပြီးတော့အိမ်မောကြမနေနဲ့အများတိုးတက်နေတဲ့ခေတ်ကြီးထဲမှာကိုဟာနောက်ကျကြရင်မှာပဲဖြစ်တယ်လို့ဆိုလို့စီးပွားလုံးလဲနောက်ကျကြရင်မှာပညာသင်လဲနောက်ကျကြရင်အတွေးခေါ်လဲနောက်ကျကြရင်အားလုံးကနောက်ကျကြရင်ဒီလိုဆိုလို့အားရင်မရှိတဲ့မြင်းပိန်ကိုအင်အားကောင်းတဲ့မြင်းကဖြတ်နဲ့ကြော်တက်သွားတယ်ကျန်းနေတယ်ဟိုမြင်းဘယ်လောက်ထိကျန်းတော့ဆိုရင်နမနဲ့ချိန်လိုက်မယ်ဆိုတော့3ညထိအောင်ရောက်သွားစီးတို့အောက်ထိအောင်ကျန်းနေဟိုကတက်သွားပြီအဲ့လိုဖြစ်တာနော်အဲ့ဒီအဓိပ္ပာယ်မျိုးဟာတကယ်ပဲလူတွေဘာလို့အလုံးအတွက်မြတ်စွာဘုရားလမ်းညွှန်ပြသတဲ့အဆုံးအမတရားတော်တွေပဲဖြစ်တယ်ပေါ့ဘာလို့
ကိုရတဲ့အနေထားတစ်ခုကိုရင်မှုမနေနဲ့သေသေးချာချာသိအောင်တလေးတစားကြိုးကြိုးဆဆလုပ်အသိဉာဏ်နဲ့လုပ်အပြင်းထူပြီးတော့အိမ်မောကြမနေနဲ့ကိုယ်ပတ်ဝန်းကျင်မှာဘာတွေဖြစ်နေတယ်ဆိုတာမသိတာကိုဒီနေရာမှာအိမ်မောကြနေတယ်လို့ခေါ်တာနော်သူများတွေဘယ်လိုကြီးပွားတိုးတက်နေတယ်ဆိုတာမသိရင်အိမ်မောကြအိပ်ပျော်နေတဲ့သူကဘာမှမသိဘူးလေမင်္ဂလာပါဓမ္မဘု channel မှာကြိုဆိုပါတယ်တရားချစ်ခင်သူတော်ကောင်းပေါင်းတို့ဓမ္မဘု channel ကို like and subscribe လုပ်ပြီးနေ့စဉ်တရားထုတရားများကိုနာယူနိုင်ပါသည်ရှင်ဘယ်သူတွေကြီးပွားတိုးတက်နေတယ်ပညာရည်ချင်းဘယ်လိုတိုးတက်နေတယ်ဆိုတာမသိရင်အိမ်မောကြတာနိုးကြတက်ကြွနေတဲ့ပုဂ္ဂိုလ်တွေကတော့ဂရိဘာဖြစ်တယ်နိဗ္ဗာန်ဘာဖြစ်တယ်ရှေ့ကိုကြော်ပြီးတော့သိနေကြကိုသွားမဲ့လမ်းကြောင်းလည်းဖြောင်းတန်းအောင်ဖြောင်းဖြောင်းတန်းတန်းသိနေကြနိုးကြနဲ့အသိဉာဏ်ရှိသွားနဲ့ကြိုးစားသွားတဲ့ပုဂ္ဂိုလ်ဟာခုနလိုအပြင်းထူတဲ့ပုဂ္ဂိုလ်တွေကိုလည်းနောက်ချထားခဲ့မှာဖြစ်တယ်မေ့လျော့ပြီးတော့ရှင်မှုနေတဲ့ပုဂ္ဂိုလ်တွေကိုလည်းနောက်ချထားခဲ့မှာဖြစ်တယ်ပိန်းနေတဲ့အားမရှိတဲ့မြင်းကိုလင်မြန်ဖြတ်လက်တဲ့မြင်းဟာဖြတ်ကျော်သွားတယ်လို့မိုင်ပေါင်းများစွာနောက်ကျရင်မှာဖြစ်တယ်ဟောဒီသဘောပြောတယ်နော်နိဗ္ဗာန်သွားတယ်ဆိုလည်းပဲဒီပုံစံပဲတန်တဲ့ဟုတ်ကလွတ်ဖို့ကြိုးစားအထောက်ရင်လည်းပဲဒီပုံစံအဲ့တော့မြတ်စွာဘုရားရဲ့ဒီအဆုံးအမဟာလူရန်စာအသီးသီးအတွက်ဆုံးမခြင်းသာဖြစ်တယ်အလုံးဟာစီးပွားလုပ်ပြီဆိုရင်ဘာလုပ်မလဲပညာသင်တယ်ဆိုရင်ဘယ်လိုလုပ်အောင်ဆိုပါတော့ပညာသင်ပြီဆိုတဲ့အခါသူတကာတွေအပျော်ပါလိုက်စားနေတဲ့အချိန်မှာကိုကစာအုပ်တွေများများဖတ်မယ်အသိပညာတွေရအောင်များများမှတ်မယ်ဟိုလူကစာအုပ်ကိုခေါင်းခုအိတ်နေစဉ်ကိုက50အုပ်ပြီးသွားပြီဆိုတော့ခေါင်းထဲမှာအသိပညာတွေရောက်လာတယ်ဟိုကတစ်လုံးမှမရောက်သေးဘူးတချို့လည်းစာအုပ်ခေါင်းခုအိတ်ရင်ခေါင်းထဲမှာစာတွေများဝင်လာမလားအောင်မေ့လားမသိအဲ့ဒါလို့မိလျော့ရော့ပညာရေးမှလည်းပဲမကြိုးစားတဲ့ပုဂ္ဂိုလ်နဲ့ကြိုးစားတဲ့ပုဂ္ဂိုလ်ဟာအများကြီးကွာခြားသွားတယ်ခြံပစ်ခဲ့တယ်ကြိုးစားတဲ့သူကဂုံတူးပေါင်းမြောက်များစွာနဲ့ထက်တန်းရောက်သွားဝယ်ရီဂုံတူးရသွားတယ်စီးပွားလုပ်တဲ့အခါမှာလည်းပဲထို့တူပဲကြိုးကြိုးစားစားနဲ့အထုတ်ရှာဖွေတဲ့ပုဂ္ဂိုလ်မကြခင်ပဲစီးပွားဥစ္စာတွေတိုးတက်များပြားလာပြီးတော့ရှေ့ကျော်တက်သွားတာတမန်မကြိုးစားပဲနဲ့လုပ်နေတဲ့ပုဂ္ဂိုလ်တွေကနောက်တန်းကျန်ရတဲ့ဒီလိုဆိုလိုတာနော်အဲ့တော့နိဗ္ဗာန်သွားမယ်ဆိုလို့ရှိရင်လည်းပဲမိလျော့ရောအပျော်ပါးတွေလိုက်စားပြီးတော့နေတဲ့ပုဂ္ဂိုလ်မလျော့ကြိုးပမ်းအထုတ်ပြီးတော့နေလားညာလားတရားသူတရားမြတ်ကိုမျှော်မှန်းပြီးတော့နေစဉ်နဲ့အမြတ်တရားဓမ္မကြိုးစားအထုတ်နေတဲ့ပုဂ္ဂိုလ်ကနိဗ္ဗာန်အရင်ရောက်သွားတာဟိုလူကိုတန်တရားတဲ့ခြံခဲမှာပဲဖြစ်တယ်ပေါ့တန်တရားထဲမှာခြံထားခဲ့မှာပဲဧကမဂုံအာယုန်နေနဲ့တမိတမောနဲ့အိမ်မောကြနေတဲ့ပုဂ္ဂိုလ်ကိုလည်းနိုးကြကြိုးစားနေတဲ့ပုဂ္ဂိုလ်ဟာတန်တရားထဲမှာခြံထားခဲ့မှာပဲတန်တရားတွေကလွတ်သွားကြပြီကြိုးစားတဲ့ပုဂ္ဂိုလ်တွေဟာရှေ့တန်းရောက်သွားကြတယ်ဒီလိုဆိုတယ်နော်ဒါကြောင့်မို့ဒီကထာလေးဟာအပမတ္တောပမတ္တိတုသုတ်တေတုဘဟုစာကရောအပလတံဝါတိကသောဟိတဝါယာတိသူမေတာသောပမတ္တိတုအများတဲ့ကမေးလျော့နေကြတဲ့အချိန်မှာအပမတ္တောမမေ့မလျော့ကြိုးစားအထုတ်တဲ့သူမေထသောအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဟာဟိတဝါမေးလျော့နေတဲ့ပုဂ္ဂိုလ်တွေကို
နောက်ချန်ထားခဲ့ပြီးယာတိရှေ့တန်းတို့အထက်တန်းကြတဲ့စီကိုရောက်သွားတယ်သုတ်တေသူအပြင်းထူပြီးအိမ်မောကြနေတဲ့ပုဂ္ဂိုလ်တွေအများစုကအိမ်မောကြနေတဲ့အချိန်မှာဘဟုဇာကတော့အချိန်များများနိုးကြတက်ကြွကြိုးစားနေတဲ့သူဝေဒသောအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဟာဟိတ်တော်အိမ်မောကြနေတဲ့ပုဂ္ဂိုလ်တွေကိုခြံထားခဲ့ပြီးယာတိထိတ်တန်းသို့ရောက်သွားတယ်ဥပမာဘာနဲ့တူတော့ဆိုရင်အပလတ္တအာကုံလို့လမ်းမလျှောက်နိုင်တဲ့တော့မြင်းပိန်ကြီးကိုတိခတ်သောလျင်မြန်ဖြတ်လက်တဲ့အင်အားကောင်းတဲ့မြင်းဟာဟိတ်တော်နောက်ချန်ထားခဲ့ပြီးယာတိခီးဆုံးဘက်နဲ့ရောက်အောင်ပန်းဝင်သွားတယ်လို့ပဲလို့ဆိုလို့နော်မြင်းပြိုင်ပွဲကလာတဲ့စကားလည်းဖြစ်နေနော်ပန်းဝင်သွားတယ်အဲ့ဒါလို့ဓမ္မပဒဒေသနာတော်မှာမြတ်စွာဘုရားဟောကြားဆုံးမခဲ့တာဘယ်နေရာမှာပဲအသုံးချဘာလို့ရမလဲဆိုရင်ရရှိထားတဲ့အခွင့်အလမ်းတစ်ခုပေါ်မှာရှင်မှုမေးလျော့ပြီးတော့မနေရဘူးအရာရာမှာနိုးကြတက်ကြွကြိုးစားရမယ်အသိဉာဏ်ရှိအလုံးလုံးရမယ်ဆိုတဲ့လမ်းညွှန်ချက်ကိုမြတ်စွာဘုရားပေးတာပဲအဲ့တော့လုံးရမယ်လို့ပဲပြောတာမလုံးတာတကွာအဲ့တော့ဒီဒေသနာတော်ကိုမြတ်စွာဘုရားရဲ့ဒေသနာတော်တွေကိုနိုင်ယူမှတ်သားတဲ့အခါမှာဖက်ဖက်ကဆင်ញင်စဉ်းစားလို့ရတယ်နားပြီးလို့ရှိရင်တစ်ဖက်ကစကလုံးတွေမှတ်မိအောင်မှတ်သားထားစကလုံးဆိုတာကိုယ်ဘာသာစကားနဲ့ကိုမှတ်လို့ရတယ်အဓိပ္ပာယ်ရှိမယ်ကိုယ်ဘာသာစကားနဲ့ကိုမှတ်အဲ့ဒါလိုမှတ်တဲ့အခါဘာနဲ့အသုံးချရအောင်ဆိုတတိနဲ့မှတ်ရတာတတိနဲ့ပညာဟာဒီလိုပညာသင်ယူတဲ့နေရာမှာတမိုးအရှိဆုံးကိုယ်ရင်နဲ့နှလုံးထဲမှာရှိတဲ့အတွင်းအားပဲဖြစ်တယ်ပေါ့ဒါကိုသုံးချမှာဖြစ်တယ်လူတိုင်းမှာတတိဆိုတာရှိတယ်ပညာဆိုတာရှိတယ်အခြေခံအားဖြင့်အဲ့ဒီတတိပညာကိုသုံးချဖို့ပဲလိုတယ်တတိပညာဟာရှိတော့ရှိတယ်တိုးတက်လာအောင်စွမ်းဆောင်မှုစွမ်းရည်တွေပြည့်လာအောင်လေ့ကျင့်မပေးဘူးဆိုမရဘူးအာကစားသမားတွေတောင်မှပဲလူတိုင်းဟာကိုယ်ကာယမှာကာယဗလာရှိကြတာရှင်နော်လူတိုင်းဟာကျမ်းမာတန်ဆွမ်းတဲ့ပုဂ္ဂိုလ်တိုင်းဟာခွန်အားဗလာရှိတာကြီးပဲလေကျမ်းမာတဲ့ပုဂ္ဂိုလ်တွေရှိကြတာအဲ့လိုကျမ်းမာတန်ဆွမ်းတဲ့ပုဂ္ဂိုလ်တွေဟာဘာလို့အပ်လဲဆိုရင်ကိုယ့်ရဲ့စွမ်းအားတွေကိုလေ့ကျင့်ဖို့လိုတယ်မလေ့ကျင့်လို့ရှိရင်သူကစွမ်းအားတက်လာမှာမဟုတ်ဘူးဒါကြောင့်မို့အာကစားသမားတွေဟာလေ့ကျင့်နေရတယ်လေ့ကျင့်အလုံးကလေ့ကျင့်ရတယ်လေ့ကျင့်မှစွမ်းအားတွေတက်လာဒါကြောင့်မို့တတိနဲ့ပညာလေ့ကျင့်ရမယ်ဘယ်လိုလေ့ကျင့်ရမလဲတတိကောင်းအောင်ပညာထက်အောင်ဘယ်လိုလေ့ကျင့်ရမလဲမြတ်စွာဘုရားကတတိတမ္ပစဉ္ညာပပမဟာတတိပဋ္ဌာနာသုံးမှာဟောတာရိုးလေးပဲဟောတာနော်ကမ္မထာကြောင့်သွားခြင်းသွားမသွားခြင်းနေကိုယ့်အိမ်ကိုယ်မှလည်းလုပ်လို့ရတယ်ခုနှစ်ဌာနလေ့ကျင့်ခန်းတစ်ခုအနေနဲ့မြတ်စွာဘုရားဟောတာရှိပထမကဘာနဲ့လေ့ကျင့်ရမလို့ဆိုရင်ရှစ်တိုးနောက်ဆုတ်လူတွေဆိုတာရှစ်တိုးတဲ့အခါတိုးတယ်နောက်ဆုတ်တဲ့အခါလူရဲ့လှုပ်ရှားမှုနဲ့ပတ်သက်ပြီးရှစ်တိုးနောက်ဆုတ်လုပ်တဲ့အခါမှာ mindfulness comprehension ရှိရမယ် mindfulness ဆိုတာတတိထားရမယ်ရှစ်တိုးရင်လည်းတတိထားရမယ်နောက်ဆုတ်ရင်လည်းတတိထားရမယ်ဆင်ញင်တုံတရားအသိဉာဏ်ရှိရမယ်ဘာအတွက်နောက်ဆုတ်တာလဲဘာအတွက်ရှစ်တိုးတာလဲအောက်ကမှရှစ်တိုးတဲ့နေရာမှာလွတ်ကင်းရဲ့လားအန္တရာယ်ရှိလားမရှိဘူးလားဆိုတာစပြီးတော့အဲ့ဒါလို့အသိဉာဏ်ပါတယ်အသိဉာဏ်ပါသည့်အတွက်ကြောင့်အန္တရာယ်ကင်းတယ်သူကရှစ်တိုးနောက်ငင်လှုပ်တဲ့အချိန်မှလည်းပဲတတိနဲ့တမ္ပစဉ္ညာ
mindfulness and comprehension လောက်ရမယ်ဒါလေ့ကျင့်ရမယ်ကိုယ့်ထိုင်းနေရင်ကရှေ့ရွှေ့တာဖြစ်ဖြစ်နောက်ပြန်ဆုတ်တာပဲဖြစ်ဖြစ်လမ်းလျှောက်ရင်ကနေရှေ့တိုးနောက်ရင်လှုပ်တာပဲဖြစ်ဖြစ်အဲ့ဒါလေ့ကျင့်ရမယ်နောက်တစ်ခုကလက်ကွေးတာလက်ဆန့်တာခြေကွေးတာခြေဆန့်အဲ့ဒါကိုလည်းပဲအမှတ်တမဲ့ကွေးတာဆန့်တာမလုပ်ဘူးကိုကွေးတဲ့ဆန့်တဲ့နေရာမှာတခြားပါရှိတယ်လေဆင်ញတုံတရားတတိရှိရမယ်ဆင်ញတုံတရားရှိရမယ်ကွေးတိုင်းဆန့်တိုင်းလေ့ကျင့်ရမယ် mindfulness comprehension နောက်တစ်ခါမျက်လုံးကကြည့်မယ်ဆိုလို့ရှိရင်ရှစ်တဲ့ကြည့်တာပဲဖြစ်စေစောင်းပြီးတော့ကြည့်တာပဲဖြစ်စေဘလို့ပဲကြည့်အကြည့်နဲ့ပတ်သက်လို့ရှိရင်ငါရှေ့ကိုကြည့်နေတာငါဘေးကိုကြည့်တာဆိုတာအလုံးက mindfulness ရှိရမယ်လို့ဆိုတယ်ဘာအတွက်ကြည့်တာတုံးဆိုတာပဲကိုယ့်အကူစဉ်းကျင်သုံးသပ်တတ်ရမယ်နောက်တစ်ခါအဝတ်အစားပြင်ဝတ်တယ်အိုးခွဲပကံကိုင်းတယ်ဒါလည်း mindfulness နဲ့ကိုင်းရမယ်သူတို့ဆိုလို့တယ်နော်အေးစားတဲ့တောက်တယ်ဒါလည်းပဲလေ့ကျင့်ရမယ်နောက်တစ်ခုကစကားပြောတယ်တိတ်နေတယ်လေ့ကျင့်ရမယ်နောက်ဆုံးကအိမ်သာဝင်တာစပြီးတော့လေ့ကျင့်အဲ့ဒီဟာတွေအလုံးဟာအမတ်တမဲ့လှုပ်လို့ရှိရင်တခုဖြစ်တတ်တယ်ပေါ့နော်ဒါမို့အိမ်သာထဲရေချိုးကနေချော်လဲတာတို့အိမ်သာထဲချော်လဲတာတို့ဘာဖြစ်တာညာဖြစ်တာဖြစ်တတ်တယ်လေတော်တော်များများဆေးရုံရောက်တဲ့လူတွေရေချိုးကနေချော်လဲလို့ဆိုတာအဲ့ဒါမျိုးမဖြစ်ရအောင် mindfulness နဲ့ comprehension လေ့ကျင့်ကတတိတမစညပပအနေနဲ့မြတ်စွာဘုရားဟောတယ်အဲ့ဒါလက်တွေ့လုပ်ကြည့်တကယ်အကျိုးရှိအောင်မြတ်စွာဘုရားတရားအဲ့ဒီလိုလေ့ကျင့်ခြင်းအပြင်ဘယ်ရာပဲဖြစ်ဖြစ်ကိုယ်မှာတတိစွမ်းအားတွေထက်မြက်လာအမှတ်တမဲ့မနေလို့ရှိရင်တတိစွမ်းအားထက်မြက်လာလူတွေဟာတတိဘလောက်မေးတယ်လဲဆိုတာစဉ်းစားကြည့်ကိုယ့်ကိုယ်တယောက်တည်းထိုင်နေတဲ့အခါကြည့်လူကတော့ထိုင်နေတာပဲသို့တော့ငါထိုင်နေလားလို့မသိဘူးသူဘာတွေလုံနေလဲဆိုရင်ရှောက်တွေးနေတယ်မနေ့ကဟာတွေတွေးရင်တွေးပဲနောက်ရက်အတွက်တွေးခြင်းတွေးပဲသူများအကြောင်းတွေးရင်တွေးလူကတခြားစိတ်တခြားအိတ်နေရင်လည်းထို့တူပဲသွားနေရင်လည်းထို့တူနောက်ဆုံးမှာ24နာရီနှာခေါင်းကလေတွေကဝင်လိုက်ထွက်လိုက်နဲ့အသက်ဆက်နေတယ်။အော်ငါနှာခေါင်းကလေတွေဟာစင်စက်မပြတ်ရှူသွင်းလိုက်ရှိုက်ထုတ်လိုက်လုံနေတာပါလားလို့ဆိုကိုယ့်ကိုစဉ်းစားကြည့်ဘယ်နှခါသိဘူးလေနော်တရားထုံးမှသိတာပဲဖြစ်ကြမယ်ပေါ့တခြားအချိန်မှာဆိုမေ့ထားလိုက်တာမေ့ထားလိုက်အဲ့တော့စင်စက်မပြတ်ခန္ဓာကိုယ်နဲ့တတိနဲ့တမ္စင်ညာနဲ့ကတ်နေအောင်လေ့ကျင့်တဲ့နည်းကိုများစွာအကျိုးဖြစ်လို့ဘုရားဘာသာမဟုတ်တဲ့နိုင်ငံခြားလူတွေက mindfulness လေ့ကျင့်ခန်းဆိုပြီးတော့အခုဆို business အလုပ်တွေမှာတောင်းပါဝေကျေတနာများစွာပေးပြီးတော့သင်္นานတွေပါတက်ကြတယ်သင်္นานတွေပါတက် mindfulness based stress reduction ဆိုmindfulness ခြေခံပြီးတတိကိုခြေခံပြီးတော့စိတ်ဖိစီးမှုတွေကိုဖယ်ရှားလို့ရတယ်ဆိုတာမြတ်စွာဘုရားဆရာရသွားတာနော်အဲ့ဒီရသွားတဲ့နည်းကိုလုံးနေတယ်တကယ်ကတော့မြန်မာပြည်ကဘုရားဘာသာဝင်တွေဟာဒီနည်းစနစ်တွေမြန်မာလူမျိုးတွေလက်ထဲမှာရှိတဲ့ပိဋကတ်၃ပုံမှာပါတယ်အလုံးဟာဒီထဲမှာပါသို့တော့မြန်မာပြည်ကလူအများစုကဒါတွေကဘုန်းကြီးစာတွေလောကုတ္တရာစာတွေနိဗ္ဗာန်ရောအကြောင်းတရားတွေနောင်ဘဝအတွက်တွေငါတို့နဲ့မဆိုင်ဘူးငါတို့ကစာဝတ်နေလုံးတာဒါတွေအရေးမပါဘူးလို့ဆိုပြီးကြောခိုင်းသွားကြတာများတယ်ပေါ့နော်တကယ်ကတော့ဒါတွေနဲ့အသုံးချပြီးတော့အလုံးလုံးကြမှာဖြစ်တယ်
လောကုတ္တရာစာမဟုတ်ဘူးလောကီအတွက်လောကုတ္တရာဆိုတာမဲ့လေးပါးဖို့လေးပါးနိဗ္ဗာန်ကိုပဲခေါ်တယ်ကျန်တာတွေဟာလောကီတွေလောကီဆိုတာလောကရဲ့အစီအပွားပဲဘုန်းကြီးတွေကိုလောကုတ္တရာလို့ပြောနေကြတယ်ဘုန်းကြီးလည်းလောကီပဲမှန်လောကထဲမှာရှိနေတာလောကီယလို့ခေါ်တာလောကထဲမှာရှိနေတယ်လောကနဲ့ဆက်ဆက်နေတယ်လောကုတ္တရာဆိုတာပဲလေးပါးဖို့လေးပါးနိဗ္ဗာန်ထားကိုပဲခေါ်တာနော်လောကအထက်ရောက်သွားတဲ့အနေထားကိုဆိုလို့အဲ့တော့မြတ်စွာဘုရားဟောတဲ့တရားတော်တွေကိုလောကုတ္တရာတရားတွေငါတို့လည်းနိဗ္ဗာန်မရောက်ချင်သေးဘူးနိဗ္ဗာန်အတွက်ဒါလုံးဝမဲ့ဟာတွေနေ့စဉ်အတွက်မှာသုံးဝင်မှုဆိုတဲ့လွယ်မှားတဲ့အတွေးတွေနဲ့နော်ကြောပြီးထွက်ခွာမသွားကြနဲ့ဒါတွေကတန်ဖိုးရှိတဲ့အရာတွေဖြစ်တယ်ပေါ့တို့တွေကိုယ်တိုင်သိရှိနားလည်အောင်တတိနဲ့ပညာနဲ့ပညာဥဆောင်တဲ့တတိနဲ့မှတ်မိအောင်ကြိုးစားတတိဥဆောင်တဲ့ပညာနဲ့အထိပ္ပယ်ကိုစဉ်းစားဒီနှစ်ခုနဲ့ပဲသိအောင်ကြိုးစားရတာဖြစ်တယ်ပညာဥဆောင်တဲ့တတိနဲ့စကလုံးကိုမှတ်မိအောင်ကြိုးစားတယ်တတိဥဆောင်တဲ့ပညာနဲ့အထိပ္ပယ်ကိုသိတယ်စဉ်းစားဆင်ခြင်နိုင်တယ်ဆိုလိုတာကတတိနဲ့ပညာသုံးချအဲ့ဒါတို့သုံးချပြီးတော့မြတ်ဗုဒ္ဓရဲ့တရားတွေအဆုံးအမတရားတော်တွေကိုဓမ္မရတ္တပေါ်လွင်အောင်မှတ်သားနိုင်ယူပြီးတော့မိမိတို့ဘဝမှာအသုံးချမယ်လို့သူဆိုလိုတယ်ပေါ့နော်လို့ဆိုလိုတယ်အဲ့တော့အခုဒီဒေသနာတော်လမ်းညွှန်ချက်ကလေးကဘာကိုအကြောင်းပြုပြီးတော့ဖြစ်ပေါ်လာသလဲလို့ဆိုလို့ရှိရင်တောတိမျိုးကတငယ်ချင်းနှစ်ဦးသာသနာ့ဘောင်ဝင်လာတယ်လူဘဝတုန်းကလေးကအလွန်ရင်းနှီးကြတယ်ဝင်လာပြီးတော့ဘုန်းကြီးဝတ်ကြတယ်ပေါ့ဘုန်းကြီးဝတ်ပြီးတော့ကြိုးစားမှုဆိုတဲ့နေရာမှာအဓိပ္ပာယ်ဖော်ဆောင်ဖို့ကွဲပြားသွားကြတယ်ကြိုးစားတယ်မမေ့မလျော့နေတယ်ဆိုတဲ့နေရာမှာရဟန်းတစ်ပါးကမမေ့မလျော့နဲ့သာသနာတော်မှာတကယ်အထောက်ရမယ်အလုပ်ဟာဝိပဿနာတရားပဲဖြစ်တယ်ဆိုပြီးသမထဝိပဿနာတရားကိုမြတ်စွာဘုရားသင်ကြားချက်အတိုင်းနိဗ္ဗာန်နေရာမှာကြိုးစားအထုတ်တယ်ဟိုတစ်ပါးကတော့ဘာလုပ်တုံးဆိုရင်ဆောင်းရာသီမှာရာသီဥတုအေးပြီဆိုတဲ့အခါမိဖို့ကိုထင်းရှာတယ်ထင်းနေစုတယ်နော်ကိုရင်နေနဲ့အတိုင်းဝိုင်းနေရှာပြီးတော့ထင်းနေရှာတယ်စုတယ်တပြည့်စီလဲတယ်ဝေယဝိဆအလုပ်တွေနဲ့သူကတော့သူ့အမြင်ထဲမှာဘယ်လိုထင်တော့သူဝေယဝိဆလုပ်တဲ့လူကကြိုးစားသူမမေ့မလျော့သူဟိုတရားထိုင်နေတာငုတ်တုတ်ကြီးကဘာလုပ်နေတာတော့အဲ့ဒါကြတော့သူကပြင်းတယ်လို့သူကယူဆတယ်သူကမှကြိုးစားသူဟိုတရားထိုင်ပြီးငုတ်တုတ်ကြီးနေတဲ့လူကပြင်းသူဘာလုပ်မှမလုပ်ချင်လို့ပြင်းတယ်လို့သူကယူဆအဲ့ဒါလို့အဓိပ္ပာယ်ကောက်ယူမှုဟာကွဲပြားခြားနားသွားတယ်ပေါ့အဲ့တော့အလုပ်လို့ဆိုတာဟာရှိပါတယ်နှမျိုးရှိတယ်အလုပ်ဆိုတာနှမျိုးကိုယ်နဲ့လုပ်ရတဲ့အလုပ်ကတစ်မျိုးစိတ်နဲ့လုပ်တဲ့အလုပ်ကတစ်မျိုးနှမျိုးရှိတယ်တရားထုတ်တယ်ဆိုတာစိတ်နဲ့လုပ်တဲ့အလုပ်ပဲအဲ့နေလို့ကတော့မရဘူးပေါ့စိတ်နဲ့စေတသိကဝီရိယလို့ခေါ်တယ်စိတ်နဲ့ကြိုးစားအထုတ်တယ်ဒါတရားထုတ်တာစိတ်အလုပ်ဆိုတာကိုသတိထားဖို့လိုတယ်နော်ဘုဒ္ဓကြီးဘယ်နှနာရီထိုင်မယ်စိတ်ကတောင်ရောက်မြောက်ရောက်ဆိုရင်တရားမဟုတ်ဘူးအဲ့ဒါဘုဒ္ဓကြီးတော့ထိုင်နိုင်တယ်တနေ့ကုန်ထိုင်နေတယ်ဘုဒ္ဓကြီးအိတ်နေတယ်နော်တရားမဟုတ်ဘူးစိတ်အခြေအနေပေါ်မှာပဲမူတည်ပြီးဆုံးဖြတ်ရမှာဖြစ်တယ်ဟုတ်ပြီသူတရားထိုင်နေတယ်တနာရီထိုင်တယ်2နာရီထိုင်တယ်5နာရီထိုင်တယ်တနေ့ကုန်ထိုင်တယ်စိတ်ထဲမှာဘာတွေဖြစ်နေသလဲအဲ့ဒါအဓိကဘာတွေလုံးနေသလဲကအဓိကပဲထိုင်နေတာအဓိကမဟုတ်ဘူးထိုင်တာကိုအဓိကသွားမထင်ကြလိမ့်နဲ့နော်
အဲ့တော့စေတသိကဝိရိယဆိုတာဘယ်လိုဟာကိုခေါ်တာတော့ဆိုဒီအဆင့်ကိုမရောက်မချင်းကကြိုးစားမယ်ဆိုတဲ့စိတ်အားတင်းတာစေတသိကဝိရိယလို့ခေါ်တယ်ဥပမာကိုယ့်ရင်နဲ့နှလုံးထဲမှာလောဘဖြစ်လာတယ်တွန်းလှန်ဖယ်ရှားဖို့ကြိုးစားတယ်နောက်ထပ်မဖြစ်အောင်ကြိုးစားတယ်ဒါကြိုးစားမှုလို့ခေါ်တယ်ဘေးကလူကကြည့်ရင်တော့ငေါတို့ထိုင်နေတယ်လို့ပဲထင်မှာစိတ်ထဲကတွန်းလှန်နေတာနော်ဒေါသဖြစ်တာမဖြစ်အောင်ချုပ်တီးတယ်တွန်းလှန်တယ်ဖယ်ရှားတယ်မောဟဖြစ်တာမဖြစ်အောင်အသိပညာနဲ့ဆင်ញင်စဉ်းစားတွန်းလှန်ဖယ်ရှားတယ်အဲ့ဒါအလုံးလုံးနေတာလို့ခေါ်တယ်နော်အလုံးလုံးနေတာခေါ်တယ်အဲ့ဒါလို့မဟုတ်ဘဲနဲ့လောဘဖြစ်ရင်လည်းသဘောကျတာလေးတွေ့ချိတ်ပြုံးပြုံးနေတယ်အဲ့ဒါပြင်းတယ်လို့ခေါ်တယ်သူကိုကြိုက်တာလေးတွေ့ပြုံးနေတယ်အေးဒေါသဖြစ်ပြီးတော့တယောက်တည်းနှုတ်ခမ်းဆူနေစိတ်ထဲကဒါလည်းပဲအလုံးလုံးတာမဟုတ်ဘူးဒေါသကိုလိုက်လျောပြီးတော့နေတာဖြစ်တယ်အလုတ်ဆိုတာဘာလဲလောဘဖြစ်လာရင်တွန်းလှန်ဖယ်ရှားမယ်ဒါအလုတ်ဒေါသဖြစ်လာရင်တွန်းလှန်ဖယ်ရှားမယ်ဒါအလုတ်မောဟဖြစ်လာရင်တွန်းလှန်ဖယ်ရှားမယ်လောဘအတွေးတွေကိုခေါင်းထဲမှာမထားဘူးဒေါသနဲ့တွေးတဲ့အတွေးတွေခေါင်းထဲမထည့်ဘူးအဲ့ဒါတွေပေါ်လာရင်တွန်းလှန်ဖယ်ရှားတာဒါကြီးမားသောကြိုးစားအထောက်မှုလို့ခေါ်တယ်ကိုယ့်ရဲ့ရင်ထဲနှလုံးထဲမှာမေတ္တာမဖြစ်သေးရင်မေတ္တာဖြစ်အောင်ကြိုးစားအထောက်တယ်အကျဉ်းတရားမရှိရင်ကျဉ်းတရားရှိအောင်ကြိုးစားအထောက်တယ်နော်ကိုယ့်ရင်ထဲကအကုသိုလ်မှန်သမျှရှင်းထုတ်ဖို့ကြိုးစားတယ်ကိုယ့်ရင်ထဲမှာကုသိုလ်တရားတွေရောက်ရှိလာအောင်ကြိုးစားအထောက်တယ်အဲ့ဒါကအလုံးလောကလူတွေကအဲ့ဒါကိုအလုံးလို့မထင်ဘူးစေတသိကဝိရိယဘယ်ဟာမှအလုံးတုံးဆိုရင်နေ့စဉ်နဲ့အမျှတခုတ်ခုတ်လုံးနေမှအလုံးလို့သူကထင်တယ်ကိုယ်နဲ့လောက်ရတဲ့အလုံးတွေအဲ့ဒါမလုပ်ဘူးလားဆိုအလုံးမဟုတ်ဘူးလားဆိုဟုတ်ပါတယ်နော်ဥပမာအိမ်မှာတန်ရှင်းလုံးနေပဲတခုတ်ခုတ်လုံးနေပဲတဏီကုံဓာရီကြီးပဲလုံးနေပဲဒါအလုံးမဟုတ်ဘူးလားဆိုဟုတ်တယ်အလုံးအဲ့ဒီအလုံးနဲ့ခုနကိုယ်ရင်ထဲမှာတန်ရှင်းလုံးနေတဲ့ပုဂ္ဂိုလ်အိမ်တန်ရှင်းလုံးနေတဲ့ပုဂ္ဂိုလ်တယောက်စလုံးကလုံးနေတာပဲရလာတဲ့အကျိုးမြတ်ကြအလွန်ကွာသွားတယ်အိမ်တန်ရှင်းလုံးတဲ့ပုဂ္ဂိုလ်ကအိမ်တော့တန်ရှင်းသွားမှာပေါ့သို့တော့ရင်ထဲမှာသူ့အတွေးတွေလောဘအတွေးတွေဒေါသအတွေးတွေကတော့သူ့ရင်ထဲမှာတလပုံကြီးဖြစ်နေကောင်းစားမယ်ဆိုရင်ဘယ်သူကောင်းစားမလို့ဆိုရင်ထဲလောဘအတွေးတွေစိတ်တန်ရှင်းအောင်လုပ်တဲ့လူကကောင်းစားသွားတယ်နော်ဘာကြောင့်လို့ဆိုရင်မြတ်စွာဘုရားဟောတာစိတ်ကိုအဓိကထားဟောတာ mind center teaching လူတွေဟာစိတ်ရုပ်စိတ်ပုတ်တွေမရှိရအောင်စိတ်ရုပ်စိတ်ပုတ်တွေကိုတန်ရှင်းအောင်ရှင်းထုတ်ပြရမယ်ဒီလိုပဲဟောတာလောကလူတွေအများစုကကိုယ်ကာယမှာဆွဲကပ်နေတယ်ကိုယ်ကာယမှာတင်းကြပ်နေတယ်အညစ်အကြေးတွေကိုသာလဲရှည်မိုးချိုးတန်းစင်ရှင်းတတ်ပြကြတယ်စိတ်ပုတ်ကိုတော့ဒီတိုင်းသိမ့်ထားကြတယ်စိတ်ပုတ်စိတ်ရုပ်တွေကိုတော့ရှင်တဲ့နှလုံးထဲကထုတ်ပြမှမသိဘူးဟောကိုယ်ခန္ဓာကိုယ်ပေါ်မှာရှိနေတဲ့အညစ်အကြေးတွေတော့မှန်ကလေးကြည့်နှုတ်ခမ်းလေးစုကြည့်သွားလေးဖြဲကြည့်နဲ့အဲ့ဒါလိုအမျိုးမျိုးလုပ်ပြီးတော့ခန္ဓာကိုယ်လှအောင်ပေါအောင်ပဲပြင်ညာစိတ်ကိုလှအောင်ပြင်တာမရှိကြနဲတယ်ပေါ့နော်အဲ့ဒီနှစ်ခုဟာအရေးကြီးတာအပါတော့ခန္ဓာကိုယ်ကြီးကိုစဉ်းစားကြည့်လိုက်ပြင်ရင်နဲ့သူပြတ်သွားဘလောက်ပြင်နှစ်ကြာလာရင်သူပြတ်မှာပဲနော်တဖြည်းဖြည်းအိုမင်းလာတာသပင်ကပြင်ဆိုးရင်တဲ့အခါဖွေးလာသွားတွေကလည်းပြင်နဲ့ကျိုးကုန်အဲ့တော့ရုပ်ကြီးပြင်နေတာကတော့ဘာမှသိပြီးတော့အကျိုးထူးလာမှာမဟုတ်ဘူးနှစ်ကြာလာရင်ဆွေးလာမှာပဲသူကစိတ်ပြင်တာကြတော့တမိုးတွေမြင်ပါတယ်လို့ဆိုအဲ့ဒီအတွေးကိုသိဖို့လိုတယ်အဲ့ဒါကိုသူ့မိတာတော့အသိဉာဏ်ရှိတယ်လို့ဘယ်ဟာကအဓိကကြလဲဘယ်ဟာရှင်းတာဘယ်ဟာလောက်တာအဓိကကြလဲဆိုတာကိုနားလေသဘောပေါက်ဖို့ပဲတူတာပေါ့နော်အဓိကနဲ့ပဓာနနဲ့အပဓာနခွဲခြားတတ်ရမယ်အေးယဟန်တစ်ပါးကတရွေစီလဲတယ်ပြောမယ်ဆိုရင်ထင်ခွေတယ်ရေခတ်တယ်
ဒါသူ့ကိုသူကြိုးစားတယ်လို့ယူဆတယ်ဟိုကိုရောတော့သွားကြည့်လိုက်ငုတ်တုတ်ကျောင်းထဲမှာအဲ့ဒီကိုရောတော့အပြင်းထူတယ်လို့သူကသတ်မှတ်တယ်အဲ့ဒီမှာတငယ်ချင်းချင်းဆိုတော့တရားထုတ်တဲ့ကိုရောပြောတယ်တကယ်ချင်းအဲ့ဒီအလုပ်တွေကြီးလည်းလုပ်မနေနဲ့တရားလေးပါလေးလည်းနှလုံးသွင်းတို့ရဟန်းဝတ်လာတာတရားထုတ်ဖို့ဝတ်လာတာဒါကြောင့်မို့ဒီအလုပ်ကိုလည်းတစ်ခါတည်းလုပ်ပါကြိုးစားပါလို့ပြောတယ်နားမထောင်အေးတရားဓမ္မကြိုးစားအထုတ်တဲ့ယဟန်တော်ကနောက်ဆုံးမှာပဋိသမိဓာဉာဏ်၄ပါးနဲ့ထူးခြားတဲ့ဂုဏ်တူဝိသေသတွေနဲ့ယဟန္တာဖြစ်ကိုရောက်သွားတယ်။ယဟန္တာဖြစ်ရောက်သွားပြီးတော့ဟိုထင်းခွေကြီးကဝေယဝိဆလူတွေထဲမှာအတိုင်းဝိုင်းနေပြီးတော့လက်စနဲ့အမြဝေယဝိဆတွေလှုပ်တဲ့ကိုတော်ကပုထုဇဉ်ပဲရှိသေးတယ်။ဝါကျွတ်တော်မြတ်စွာဘုရားစီရောက်သွားတယ်။ရောက်သွားတဲ့အခါမြတ်စွာဘုရားစီမြတ်စွာဘုရားကနှုတ်ပါဆက်ပြီးတော့မေးတယ်။ဘာတွေမှာကြိုးစားကြရလားလို့ဆိုဟိုကိုရတ်တွတ်လက်လက်သူကအရင်ပြောတာတပည့်တော်တော့နေမညမအလုပ်တွေလုပ်ဒီကိုရောကြည့်လိုက်ရင်တော့သူကတော့အမြဲတမ်းကြောင်းတဲ့အိတ်နေတာပဲဒီကိုရောငုတ်တုတ်ထိုင်းနေတာပဲနဲ့သူကဥအောင်လျှောက်တယ်အဲ့မှာမြတ်စွာဘုရားကသူမဟုတ်တာမှလုပ်တာမှသိတယ်သိတော့အေးသူငုတ်တုတ်ထိုင်းနေတာကသူကစိတ်အလုပ်ကိုလုပ်နေတာစိတ်အလုပ်လုပ်တာကိုလူတွေကအလုပ်လုပ်တယ်လို့မထင်ဘူးရုပ်ခန္ဓာကိုယ်နဲ့လှုပ်ရှားသွားလာနေမှအလုပ်လုပ်တယ်လို့လူတွေကထင်ကြတယ်ဒီတစ်ခုဟာအမြဲတမ်းကွဲပြားခြားနာတယ်စိတ်အလုပ်လုပ်တဲ့ပုဂ္ဂိုလ်ဟာကြီးပွားတိုးတက်သွားပြီကိုယ်ကာယနဲ့အလုပ်လုပ်သွားတဲ့ပုဂ္ဂိုလ်ဟာအသိဉာဏ်အပြင်ဘာမှတိုးတက်မှုမရှိဘူးဘာတရားထုမှမရတဲ့ပုဂ္ဂိုလ်ဟာမေးလျော်သူတရားထုတရားမြတ်ရသွားတဲ့ပုဂ္ဂိုလ်ဟာမမေးမလျော်ကြိုးစားတဲ့ပုဂ္ဂိုလ်တရားထုတရားမြတ်မရဘဲနဲ့မောဟတွေကြီးနေတဲ့ပုဂ္ဂိုလ်ဟာအိပ်ပျော်နေသူတရားထုတရားမြတ်ရသွားတဲ့ပုဂ္ဂိုလ်ဟာနိုးကြတက်ကြွသူအစစ်မှန်ဖြစ်တယ်ဆိုတာလောကရဲ့သဘာဝနဲ့ဆန့်ကျင်ပြီးတော့မြတ်စွာဘုရားကတကယ်အစစ်အမှန်လူတွေမသိတဲ့တတိမထားမိတဲ့အရာကိုဥတည်ပြီးတော့အဲ့ယဟန်နှစ်ပါးမေတ္တရတဲ့ယဟန်နှစ်ပါးကိုဆုံးမတာဒီကထာနဲ့ပဲဆုံးမတာနော်အပမတ္တောပမတ္တိတုသုတ်တေတုဘဟုစာကရောအပလတံဝတိကတောဟိတဝယာတိသူမေထာတောသူတို့နှစ်ပါးသင်္ကန်းဝတ်လာတာတူတူပဲခုချိန်မှာကွာသွားပြီအလှမ်းတာကွာသွားပြီဟိုပုဂ္ဂိုလ်ဟာကိလေသာတွေထူပြောတယ်ရမေဇောထဲမှာပဲမိမောကြံရတဲ့ဟိုပုဂ္ဂိုလ်ကတော့စိတ်အစဉ်ဟာတန့်စင်ပြီးတော့အလွန်မြင့်မြတ်တဲ့ယဟန္တာဖြစ်ရောက်သွားပြီအဲ့ဒီဓမ္မအစဉ်တန်းအပြင်ဒါဟုတ်ကွဲပြားခြားနားသွားတယ်လို့မြတ်စွာဘုရားဒီဒေသနာတော်ကိုဟောတာဒါကြောင့်မို့ဘုန်းကြီးတို့တွေလည်းပဲအလုတ်ဆိုတာဘဂိရှိပါးထဲမှာပါတဲ့သမ္မာဝါယာမဆိုတဲ့အလုတ်ဘယ်လိုအလုတ်ကိုပြောတာလဲလောကလူတွေသတ်မှတ်တဲ့အလုတ်လုပ်တာတစ်မျိုးနော်ရှဝတ္ထုပိုင်းဆိုင်ရာတိုးတက်မှုအတွက်အလုတ်လုပ်ကြတယ်ဒါမလို့ရဘူးပြောတာမဟုတ်လို့ရမှာပဲဒါလေသို့တော့တန်ဖိုးချင်းကြတော့ကွဲပြားခြားနာသွားပြီနော်လမ်းခင်နဲ့ကြောက်ရောင်းတဲ့လူကလည်းကြောက်ရောင်းတာပဲလေကြောက်စိမ့်တို့မိုးကုတ်ကြောက်တို့ပရမညာကြောက်တွေရောင်းတဲ့လူကလည်းကြောက်ရောင်းတာပဲနှစ်ခုစလုံးကကြောက်ရောင်းတာကပ္ပိယလုပ်ဖို့ကြောက်ရောင်းတာကြကြောင်းရောက်တာကိုပြောတာကပ္ပိယလုပ်ရင်လည်းကြောင်းရောက်သွားတာပဲလေအဲ့တော့ကြောက်ရောင်းတယ်ဆိုတဲ့နေရာမှာလမ်းခင်းတဲ့ကြောက်တွေရောင်းတဲ့ပုဂ္ဂိုလ်ကဘယ်သူကပို့ချိုးစားရတော့ဆိုလမ်းခင်းတဲ့ကြောက်ရောင်းတဲ့လူကပို့ချိုးစားရတယ်နော်တင်ဟာချဟာနဲ့သူလုံးအောင်သို့တော့တမိုးရှိတဲ့ကြောက်တံပရမရောင်းတဲ့ပုဂ္ဂိုလ်ဟာအေးဆေးဆေးပဲဘာမှသူမရတာမရှိဘူး
သို့တော့ရလိုက်တဲ့တန်ဖိုးချင်းကြတော့ဘသူကပို့များလဲကျောက်သမရမြရောင်းတဲ့တန်ဖိုးရှိတဲ့ကျောက်ရောင်းတဲ့ပုဂ္ဂိုလ်ပို့ရတာပေါ့လမ်းခင်းတဲ့ကျောက်ရောင်းတဲ့ပုဂ္ဂိုလ်ကအစီပေါင်းမလုံးတိုက်တောင်မှသူ့တလုံးစာမိချင်မှမိတာလေအများတန်းกว่าအဲ့ဒါလိုပဲစေတသိကဝိရိယစိတ်နဲ့ကြိုးစားအထောက်ရတဲ့အလုပ်မျိုးရယ်ကာယိကဝိရိယကိုယ်နဲ့အထောက်ရတဲ့အလုပ်မျိုးရယ်ဒီနှမျိုးရှိတယ်ထင်မယ်တမိုးကြီးမားစွာရတာတော့စိတ်နဲ့အထောက်ရတယ်လုံလဝိရိယနဲ့ရတဲ့အလုပ်ဟာပိုတမိုးကြီးတယ်ဒါကြောင့်မို့တမ္မာဝါယာမဆိုတာကိုယ်ရင်နဲ့နှလုံးထဲမှာစိတ်ပုတ်စိတ်ယုတ်တွေမဖြစ်အောင်စောင့်စည်းဖို့ကြိုးစားရမယ်ဒါကြိုးစားခြင်းတစ်ခုဖြစ်ပေါ်လာလို့ရှိရင်လည်းရှင်းထုတ်ဖို့ကြိုးစားရမယ်မကောင်းတာနဲ့ပတ်သက်လာရင်မဖြစ်အောင်ဆုတ်ပိတ်ခြင်းဖြစ်လာရင်တွန်းထုတ်ဖယ်ရှားခြင်းကောင်းကျိုးချမ်းသာကိုဖြစ်စေတတ်တဲ့စိတ်ကောင်းနှလုံးကောင်းတွေကိုယ့်ရင်ထဲမှာမဖြစ်သေးရင်ဖြစ်အောင်လုပ်ရမယ်ဖြစ်လာလို့ရှိရင်တိုးတက်ကြီးထွားလာအောင်ကြိုးစားရမယ်ဒီကြိုးစားမှု၄ရပ်အဲ့ဒီ၄ရပ်ကိုတမ္မာဝါယာမလို့ခေါ်တာအဲ့ဒီတမ္မာဝါယာမရဲ့အကျိုးကျေးဇူးကမှတမိုးတွေကြီးမားတာတဲ့စိန်လေးတစ်ပွင့်ရောင်းလိုက်သလိုကြောက်လေးတစ်ပွင့်ရောင်းလိုက်သလိုအမြဲတမ်းတမိုးကြီးမားတယ်လို့ရလိုက်တာကြတမိုးကြီးအဲ့ဒါကိုရှင်းညွှန်းပြီးတော့မြတ်စွာဘုရားဟောကြားတာပဲဖြစ်တယ်ကောအေးဒါကြောင့်မို့စီးပွားရေးပဲလှုပ်လို့ပညာရေးပဲလှုပ်လို့ကုသိုလ်ကောင်းမှုပဲလှုပ်လို့ဘာပဲလှုပ်လို့ဒီလူမှုရေးပဲလှုပ်လို့လှုပ်သမျှမှာမိမိလျော်လျော်ပေါ့ပေါ့တန်တန်လှုပ်နေတဲ့လူတွေငါမပါစေဘူးငါတို့တော့စနစ်တကျအာရုံစူးစိုက်ပြီးတလေးတစားလှုပ်မယ်လောကကြီးထဲမှာအပျော်ပါးတွေပဲမမောပြီးအိပ်ပျော်နေတဲ့သူများတွေမမောပြီးအိပ်ပျော်နေတဲ့အချိန်ခစ်အောက်ကျနောက်ကျဖြစ်နေတဲ့အချိန်တို့တွေဟာလောကကြီးမှာဘာတွေဖြစ်တယ်ဆိုတာနိုးနိုးကြားကြားတက်တက်ကြွကြွနဲ့ရှေ့တန်းရအောင်ကြိုးစားမယ်ဆိုတဲ့ပုဂ္ဂိုလ်မျိုးတွေဟာတဲ့မေလျော်နေတဲ့ပုဂ္ဂိုလ်တွေအိပ်ပျော်နေအိမ်မောကျနေတဲ့ပုဂ္ဂိုလ်တွေကိုနောက်တန်းမှာခြံပစ်ထားခဲ့ပြီးသူတို့ဟာအလံဝေးလောက်အောင်ကြီးပွားတိုးတက်သွားကြတယ်အာမရှိတဲ့မြင်းကိုလင်းမြန်ဖြတ်လက်တဲ့မြင်းကဖြတ်ကျော်ပြီးပန်းဝင်သွားတယ်လို့ပဲအဲ့ဒါမျိုးတို့တွေဟာတတိထားကြရမှာဖြစ်တယ်လို့မြတ်စွာဘုရားရဲ့ဆုံးမတရားဆိုလိုရင်းပဲဖြစ်တယ်ဟောတရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ရဗုဒ္ဓရဲ့ဆုံးမဖြစ်တဲ့ဒီဓမ္မပဒဒေသနာမှာဓမ္မရတ္တဟာအလုံးအတွက်လမ်းညွှန်ချက်ဖြစ်လို့မိမိတို့ဘာလို့တလဲဆိုတဲ့အပေါ်မှာမူတည်ပြီးဒီဆုံးမတိုင်းကြိုးစားအထောက်ခြင်းဖြင့်ကိုယ်ရည်ရွယ်ချက်ပန်းနိုင်နေကိုရှောက်ရှိကြမှာဖြစ်တယ်။ဒါကြောင့်မိမိတို့ရည်မှန်းတဲ့ပန်းနိုင်အလိုက်နိုးနိုးကြားကြားမမေ့မလျော့ကြိုးစားပြီးအသိဉာဏ်ရှိရှိနဲ့တို့တွေအထောက်ကြမှာဖြစ်တယ်လို့ကိုယ်စီကြိုးစားကတိုးပွားအောင်အထောက်နိုင်ကြပါစေကုန်သတည်း